ဒီပါပေါ့အပြင်ပြရသေးတဲ့လူတွေအတွက်ကိုဆက်ပြီးတော့ပြမှာပေါ့နော်ဆက်ပြီးပြမှာဆိုတော့ဒီ UI ဘိုင်းကိုမရဘဲနဲ့လည်းအဆင်မပြေဘူးပေါ့နော် UI ဘိုင်းရမှာအဆင်ပြေမှာအဲ့တော့ဘာမှမသိတဲ့လူတွေအတွက်ကိုကျွန်တော်ဆက်ပြီးတော့ပြပေးမှာနော်တန်ခမ်းမှာတချို့ကမသိဘူးပေါ့နော်လိုက်လို့အဆင်မပြေဘူးတဲ့အဲ့တော့ကြတော့ကျွန်တော်ဘယ်အောင်ဆက်လုပ်မလို့ဆိုတော့ဒီဟာ code access ဆိုတာလေးကိုဖွင့်လိုက်တော့ Play Store မှာရှိရတာ code access ဆိုပြီးတော့ရှာလိုက်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ဒီsoftware ဖွင့်လိုက်ပြီးတော့ဒီလိုလေးတွေ့မယ်ပေါ့နော်ဒီလိုတွေ့မယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုနှိပ်မယ်ပေါ့နော်လိုက်ပြီးတော့လုပ်ပြီးတော့ဒီမှာဆိုလို့ရှိရင် Android X Project ဆိုတာလေးကိုယူလိုက်မယ်ယူပြီးလို့ရှိရင်ဒီမှာတော့ APP နဲ့ထုံးစံအတိုင်းပေါ့နော်ကိုလုံးမဲ့ software နာမည်ကိုပေးရမယ်ပေါ့နော်အဲဒီတော့lesson တော့basic lesson ဆိုပြီးတော့ပေးလိုက်မယ်ဒီမှာလည်းကျွန်တော်တို့ပေးချင်တာပေးလို့ရအောင်နော်ကွန်MK basic one lesson ဆိုပြီးတော့ပေးလိုက်မယ်ဒါတော့ပတ်ခတ်နေရ application တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ရှေ့မှာလည်းပြောခဲ့ပြီကအဲ့တော့ကျွန်တော်ဒီမှာ language က Java ကိုယူမယ်ဒီ mini SDK ရတော့ကျွန်တော်21ပေါ့နော် Android version 5ထိပဲလုပ်မယ်အဲ့အောက်ဆိုလုံးမလုပ်တော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်အကုန်ထည့်ပြီးလို့ရှိရင်အောက်က create ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့တော့ UI ဘိုင်းကိုလေ့ကျင့်မယ်ပေါ့နော် UI ဘိုင်းလေ့ကျင့်ဖို့အတွက်ကို UI ကိုပဲသားပြီးတော့ပြောသွားမယ်ပေါ့နော်အဲ basic lesson ရပြီဆိုတော့ဒီအပေါ်က menu လေးကိုနှိပ်လိုက်မယ်နော် menu လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာသူ့ရဲ့ project ပေါ့နော်ဒီ project basic lesson ဆိုတဲ့ project ရဲ့ structure ပေါ့နော် file structure ရှိမယ်ဒီမှာဘာရှိမလို့ဆို app တွေကိုဝင်မယ် app ထဲမှာကျွန်တော် link ဆိုလို့ရှိရင်ဒီ link ကတော့ကျွန်တော်ပြင်မ link တွေရားဖိုင်တွေထည့်ပြီးတော့သုံးတာပေါ့နော်ဒီ src ဆိုတာတော့ဝင်မယ်အဲ့ကောင်ဒီဆိုပေါ့နော် socket လို့ခေါ်မယ်ပေါ့သူကတော့ဒီမှာဆိုလို့ရှိရင် main java main ရှိမယ်ပေါ့နော် src တွေဝင်လာ main ရှိရဖိုင်ရှိမယ်သူ့ထဲမှာကျွန်တော်တို့ java တွေ RES တွေပေါ့နော် result ဒီထဲမှာထည့်သုံးမဲ့ပုံတွေ layout တွေဒီ color code တွေအဲ့လိုဟာမျိုးတွေကိုဒီ RES ထဲမှာရှိမယ် Java ကတော့ကျွန်တော်တို့ Java code တွေပေါ့နော် Android main class ကတော့ permission တွေကျွန်တော် class တွေကြော်ညာလို့ရှိရင်အဲ့ဒီထဲမှာ class တွေ service class ဒီ service တွေဆို service class တွေတော့ကြော်ညာရတယ် Java class တွေကြော်ညာရတယ်ပေါ့နော်အဲ့တော့အခုလောလောဆယ်ကလုံးဝကိုနားမလည်ပြီးလုံးဝမသိသေးတဲ့လူလုံးဝဒါနဲ့အချမ်းတော်မရှိတဲ့လူပေါ့နော်အဲ့တော့ RES ဆိုတဲ့တွေကိုတွားမယ်တော့ဒီမှာ drawing A ပဲသူထဲမှာထပ်ခွဲထားရှိရပါတော့ drawing A ပဲဆိုတာပုံတွေ icon ပုံတွေပေါ့နော် software ထဲမှာထည့်သုံးမဲ့ပုံတွေကိုသုံးတာပေါ့နော်နောက်ပြီးတော့ layout ဆိုတာကတော့ကျွန်တော်တို့ဒီ file တွေပေါ့နော်ဒီ UI ဘိုင်းတွေကိုဒီ layout ထဲမှာထည့်တာအဲ့တော့ layout ချက်ဖွင့်လိုက်မယ်ပေါ့နော် layout ဆိုညှားလေးကိုနှိပ်လိုက်မယ်ညှားလေးကစာထုတ်ဖြစ်သွားအဲ့တော့ edit main ဆိုတာလေးကိုရှိတယ်အဲ့မဲ့အဲ့လေးကိုနှိပ်လိုက်တယ်ဆိုရင် layout editor ဆိုတာလေးကိုရွေးလိုက်မယ်ဒါဆိုရင်ကျွန်တော် code အနေနဲ့ပွင့်သွားပြီပေါ့နော်ဒီမှာဆိုတဲ့နမူနာ codeအဲ့တော့ကျွန်တော်ဒီဇိုင်းလေးဒါရှိတယ်ပေါ့နော်အဲ့တိုင်းလေးရှိတယ်ဆိုတော့ကျွန်တော်တို့ကဆက်ပြီးတော့ဒီကောင်လေးကို hello world ပေါ့နော် hello world ဆိုတာလေးကိုကျွန်တော်ပြောင်းလိုက်မှာပေါ့နော်ဒီကောင်လေးကိုနှိပ်ပြီးတော့လာပါပေါ့နော်ဒီအဲ့တော့အဲ့လိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလို့နှိပ်မလို့ဆိုတော့ဒီအပေါ်ကဖိုင်လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ save ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော် software ဖြစ်ထုတ်မယ်ဆိုတော့ဒီကောင်လေးကိုနှိပ်မယ်ပေါ့နော်အဲ့ကောင်လေးနှိပ်ပြီးတော့အပေါ်က release app ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်စောင့်မယ်ပေါ့ခဏစောင့်ပေးမယ်ကျွန်တော် compress လုပ်နေစောင့်ပေးမယ်အဲ့ဒီတော့ကျွန်တော်က tab view ပေါ့နော် tab view ဆိုတာကျွန်တော်တို့စာတွေကိုပြတာပေါ့နော်ဒီစာတွေဘာတွေကိုကျွန်တော်တို့က tab view အနေနဲ့ပြတာပေါ့နော်အဲ့တော့ UI သားပေးလောက်တာဆိုတော့လေ့ကျင့်ရင်းနဲ့သွားကြမှာပေါ့နော်အဲ့တော့ compress လုပ်နေတယ်ဒါလေးကိုခဏစောင့်ပေါ့နော်အဲ့တော့ဒီ UI တွေကိုလေ့ကျင့်ခိုင်းမယ်ပြီးတော့ဆက်ပြီးတော့လုပ်ခိုင်းမယ်ပေါ့နော်ဒီ UI ဘိုင်းကိုလည်းတင်မယ် code ဘိုင်းကိုမသွားဘဲနဲ့ UI မှာပဲဒီစာတွေထည့်တာပါညာပေါ့နော် Java ကိုလုံးဝမထီပဲနဲ့ရှေ့က UI သဘောတရားလေးတွေနားလဲဆိုလို့ရှိရင်အဆင်ပြေမယ်ပေါ့နော်ကျွန်တော်တို့ဒီ software လို့ခါမျိုးလေးဒီ blog နဲ့ဆွဲထည့်တဲ့ဟာလေးတွေလည်းရှိရပေါ့နော်လုံးဝလွယ်လွယ်ကူကူ UI ကိုလွယ်ကူယူထည့်တာတွေတော့ရှိရပေါ့နော်အဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်ရှိရဟာတွေမသိဘဲနဲ့လည်း UI ကအခြားလို့အဆင်မပြေပေါ့နော်တစ်ခါလေကြားလို့ရှိရင်အလွယ်သုံးတာတွေလည်းရှိရပေါ့နော်ပြီးထားတော့ပိုကောင်းတာပေါ့အဲ့တော့ compliance လုပ်နေတဲ့ခဏဆောင်ပေါ့နော်ဒါဆိုလို့ရှိရင်သူက application ဖြစ်အပြင်ကိုထုတ်နေတာပေါ့နော်ဒါလေးကိုခဏဆောင်ပေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါလေးဆို install တင်ပေးလိုက်ပါပေါ့နော်တချို့ permission တောင်းလိုက်မယ်ဒီ application ပုံမှန်ကျွန်တော်ဒါကတော့ကျွန်တော်စက်ထဲမှာထည့်ပြီးသားမလို့ permission မတောင်းတာပေါ့နော်ဒီမှာ open လေးကိုနှိပ်လိုက်မယ်
ကျွန်တော်ထုတ်လိုက်တဲ့ software လေးကိုဖွင့်ကြည့်တာပေါ့နော်ဒီမှာကျွန်တော်ရောင်းလိုက်တဲ့စာလေးပေါ့နော်မင်္ဂလာပါခင်ဗျာဆိုပြီးတော့ဒီမှာကျွန်တော်တို့ software လေးဖြစ်သွားပြီပေါ့နော်အပြင်မှာလည်းဒီ basic lesson ဆိုတဲ့ name လေးနဲ့တက်နေတာတွေ့လိမ့်မယ်ပေါ့နော်အဲ့ဒီတော့ tab view ဆိုတာကျွန်တော်တို့ application မှာစာတွေပြချင်တဲ့နေရာမှာ tab view ကိုသုံးတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော် tab view တွေများများထည့်မယ် tab view တွေကိုများများတည်ဆောက်မယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ကဒါကိုဆက်ပြီးတော့နော် lesson ကိုထပ်ပြီးတော့သင်ပေးမယ်အဲ့ဒီတော့ဒီညမှာခဏလေးရက်လိုက်မယ်ပေါ့နော်ကျွန်တော်ကိစ္စလေးတစ်ခုရှိပေါ့